ကျွန်တော်ဟိုတနေ့ကဒီတိရွက်အလျှောက်တွေတိရွက်အဆူတွေစုထည့်ထားတဲ့ပေါင်လေးကိုအခုအပင်စိုက်ပြီးတော့ပါပြီအပေါ်ကဖွဲပြနဲ့တိရွက်ဆွေးမြည်နဲ့နည်းနည်းဖုံးထားတယ်ဗျလက်မခွဲတူလောက်ဖုံးထားတယ်ဟိုဘက်နေ့ကကျတော့ကျွန်တော်တို့ဒီတိရွက်တွေဟာဒီပေါင်ပေါ်မှာတပေခွဲ2ပေလောက်ကြီးမို့နေတာနင်းလိုက်တော့လေနင်းလိုက်တော့ဒီမှာအခုဆိုလို့ရှိရင်ဒီပေါင်လေးမြန်8လက်မဗျ8လက်မတော့မရှိတော့အဲ့ပေါ်မှာကျွန်တော်ဒီဖွဲပြနဲ့တိရွက်ဆွေးမြေနဲ့နည်းနည်းဖုံးထားတယ်ပြီးတော့ဒီပေါ်မှာကျွန်တော်အပင်တွေစစိုက်ထားတယ်ဗျဒါကခုနမှစိုက်ပြီးတော့ရေလောင်းထားတာပါဗျဒါကတော့ဂျိတ်ပင်ပေါ့ဒီပေါ်မှာကျွန်တော်တို့အခုလိုမျိုးဒီအကျန်းခံတဲ့အပင်တွေကိုအရင်စစိုက်သင့်ပါတယ်ဘာလို့လဲဆိုတော့အောက်ကထည့်ထားတဲ့ဒီတိရွက်အဆူတွေတိရွက်အလျှောက်တွေကမဆွေးသေးတဲ့အခါကျတော့လေဆွေးမမှုဖြစ်စဉ်မှာအပူထုံးလုံးတဲ့အခါကျတော့အပေါ်ကအပင်တွေကခန္ဓာရင်တော့နည်းငယ်ရှိဖို့လိုတယ်အဲဒါကျွန်တော်ကဒီကောင်တွေကိုဒီအကျန်းခံတဲ့ပင်စစိုက်ထားတယ်ဒီဖောင်လေးကအပူထုံးလွှင့်မှုများမှာတစ်တေလောင်မှာကြောက်လို့ရှိရင်ကျွန်တော်ကဒီလိုမျိုးစစိုက်တဲ့အခါကျရင်ရေကိုတရက်ကို3ချိန်လောက်ဖြစ်ဖြစ်အနည်းဆုံး3ချိန်လောက်ဖြစ်ဖြစ်လောင်းပေးဖို့တော့လိုပါတယ်